မင်္ဂလာပါရှင်အခုတခါမှာတော့တန်တာမိုးသိန်းရဲ့ live ကို TikTok Facebook ကနေပေါ်လာလို့ကြည့်မိရင်ဘာသတိထားမိလဲဆိုတော့ရွှေမန်းဟာတန်တာမိုးသိန်းကိုတော့သိချင်ခဲ့ပုံပါပဲတခုပဲပတ်စံလေးရှိတော့အော်တန်းစားဗီဇာလေးမဖြောင်းနိုင်တာပဲတန်တာမိုးသိန်းကဗီဒီယိုစာမှာလည်းကာယကရှင်ရောက်ကိုအားနိုင်အကြောင်းပြောခဲ့ပြီးအရင်တစ်ခါတင်ခဲ့တဲ့စာအုပ်တစ်ဖက်ကတောင်းပန်ပြီးဖြတ်ဖို့ပြောလဲသူ့ပေါ်မိသားစုဝင်တယောက်လို့ကောင်းခဲ့လို့ဆိုပြီးထည့်ရေးထားတွေ့ရတယ်သူကဖောက်ပြန်တဲ့ဗီဇာကိုလက်မခံနိုင်ပေမဲ့သူ့ပေါ်ထားတဲ့ချက်ချင်းမြတ်တာကိုတော့အတိမတ်ပြုခဲ့တယ်လို့လေးစားခဲ့ပါတယ်။အခုသူရှင်းနေတဲ့အရာတွေကလည်းရွှေမန်းတို့ကိုတိုက်ခိုက်ချင်လို့မဟုတ်ပဲသူ့ဂုံသိက္ခာတိပါလို့သာရှင်းနေရတာကိုတွေ့ရတယ်။နောက်ပြီးသူပြောတာတွေကအချက်လက်တိကျပြောရတဲ့သူပြောရင်ရမဲ့လူမို့သူ့ကိုဘာမှမလုပ်မဲ့သူမို့လို့သူ့ကိုငဲ့ညာတဲ့သူမို့လို့သူကပေါ်တင်ထုတ်ဖော်ပြီးရဲရဲတင်းတင်းပြောထွက်ခဲ့လို့ယူဆမိရဲ့။သူဘလောက်မှန်ပါစေတစ်ဖက်ကကောင်ကရွေ့ဆောင်ပြောင်းညင်းပြီးတော့နင်ကဘလို့ငါကဘလို့ဆိုပြီးတန်တာမိုးတိမ်ကိုပြန်ခံပတ်မနေဘူးသူကမာလို့ငိမ့်ခံနေရလို့ထင်လို့ရတယ်လို့တချို့ကောင်ဆိုသူကဘလို့ကြောင်းပါကြောင်းဆိုပြီးကလင်ကချစ်လုံနိုင်တာပဲသူ့ကိုဖားရပြီးမိန်းကလေးကိုပြောဆိုနေတဲ့သူတွေအောင်ရှိရပဲဒါပေမဲ့သူသားသွားတယ်တန်တာမိုးတိမ်ကလည်းအေးစိလက်ခံပြီးပြီးသွားတယ်ရွှေမန်းနဲ့တန်တာမိုးတိမ်တို့ကတိတ်တိတ်ဆိတ်အေးချမ်းချမ်းလက်ခွဲချင်ကြတယ်တဲ့ကိုတရားငညပေးပြီးကောက်ကွက်ကိုဖြစ်တွေးကြသလိုပါပဲဂျားတွေကကောင်တွေကသာမရှုပ်ခဲ့ဒီကိစ္စမသိရပဲပြီးသွားမှာရွှေမန်းကဖောက်ပြန်ခဲ့စိုက်ကိုတန်တာမိုးသိန်းကလက်မခံနိုင်တာကလွဲလို့ချက်ချင်းမြတ်တာကိုတိမှတ်ပြုလေးစားတွေ့ခဲ့ရပါတယ်